င်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာတော့မင်းများဒီခေါင်းပတ်လေးကိုထိုးပြပေးပါမယ်နော်ဒီခေါင်းပတ်လေးကိုသုံးထားတဲ့ရှိရတော့မစ်ကော်တွန်ကိုပဲသုံးပြီးတော့ထိုးထားတယ်နော်မစ်ကော်တွန်ဖိုးပလိုင်းကိုသုံးပြီးတော့ထိုးထားတယ်ဒီမစ်ကော်တွန်ရမှမဟုတ်ဘူးတခြားရှိ3 prime ဖိုးပလိုင်းကုန်ထိုးလို့ရပါတယ်နော်ရှိရတော့တရွက်လုပ်ဖို့အတွက်အစိမ်းရောင်လေးလိုမယ်အောက်ခံအတွက်ကတော့ဒီမှာနှိုးနှင်းရောင်လေးသုံးပြီးထိုးထားတယ်နော်ပန်းဝင်အတွက်ကြတော့ကိုကြိုက်တဲ့ရောင်လေးရွေးပြီးတော့သုံးလို့ရပါတယ်နော်အဆိုင်2 မီဒါမှမဟုတ် 2.5 ကိုသုံးပြီးတော့ထိုးလို့ရပါတယ်နော်အရင်ဆုံးမမေကဒီအောက်ခံလေးကိုထိုးပြပေးပါမယ်နော်ဒီအောက်ခံရောင်လေးကကြတော့နုနှစ်ရောင်လေးကိုသုံးပြီးတော့ထိုးထားတယ်နော်ဒီဗီဒီယိုလေးမှာကြတော့ထင်ထင်ရှားရှားရှိအောင်ဒီရောင်လေးကိုသုံးပြီးတော့ထိုးပြပေးပါမယ်နော်အရင်ဆုံးရှည်စားလေးကိုနည်းနည်းချီချီလေးရှမ်းထားပြီးမက်ချင်ဝင်နေလွန်လိုက်မယ်နော်ပြီးရင်ဒီမက်ချင်ဝင်နေရလေးရှည်စားလေးကိုဆွဲယူလာမယ်ဖို့မီ9ကထိုးမယ်นี่3 4ဖို့မီ9ကရပြီဆိုရင်ဒီဝိုင်းထဲမှာတိုင်ရှိ3တိုင်ထိုးမယ်တစ်တိုင်ပြီးရင်ဒီဝိုင်းထဲမှာပဲနောက်ထပ်တစ်တိုင်ပြီးရင်နောက်ထပ်တစ်တိုင်เนาะဒီလိုမျိုးတိုင်ရှိ3တိုင်ထိုးပြီးပြီဆိုရင်ဖို့မီ2ခါဖို့မီ2ခါထိုးပြီးတော့ဒီဝိုင်းထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်เนาะဒါဆိုရင်နံပါတ်1အဆင့်မှာဒါမျိုးလေးရပြီဆိုရင်ဒီဝိုင်းလေးကိုဆွတ်စီလိုက်မယ်เนาะဒါမျိုးလေးပြီးရင်နံပါတ်2အဆင့်ကိုတက်မယ်နံပါတ်2အဆင့်ကိုတက်ဖို့အတွက်ဖို့မီ9ကဖို့မီ9ကထိုးပြီးဒီဘက်ကိုပြန်လဲပြီးရင်ဒီမှာဖို့မီ2ချက်ချားထားတဲ့ကြားလေးထဲမှာတိုင်ရှိ3နိုင်ပြန်ထိုးနော်အဲ့ဒီ3နိုင်ထိုးပြီးပြီဆိုရင်ဖို့မီ2ခါဖို့မီ2ခါထိုးပြီးတော့ဒီမှာဒီဖို့မီကြားနဲ့ဒီတိုင်ရှိ3နိုင်ရဲ့ကြားထဲမှာနောက်ထပ်တိုင်ရှိ3နိုင်ပြန်ထိုးမယ်ဒီနဲ့တော့နော်ဒီလိုမျိုးတိုင်ရှိ3နိုင်ရပြီဆိုရင်ဖို့မီ2ခါဖို့မီ2ခါထိုးပြီးဒီတိုင်ရှိ3နိုင်ထိုးထားတဲ့ပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်ပြန်လာထိုးမယ်နော်ဒါဆိုရင်ဒီမှာနံပါတ်2အဆင့်မှာကြတော့ဒီလိုမျိုးလေးရနံပါတ်2အဆင့်မှာဒီလိုမျိုးလေးရပြီဆိုရင်နံပါတ်3အဆင့်ကိုတက်မယ်နော်နံပါတ်3အဆင့်ကိုတက်ဖို့အတွက်ဖို့မီ9ကဖို့မီ9ကထိုးပြီးဒီဘက်ကိုပြန်လှည့်မယ်ပြီးရင်ဒီမှာဖို့မီ2ချက်ချားထားတဲ့ကြားထဲမှာနော်တိုင်ရှိ3နိုင်နဲ့တိုင်ရှိ1တိုင်ရဲ့ကြားထဲမှာဖို့မီ2ချက်ချားထားမယ်နော်အဲ့ဒီကြားလေးထဲမှာပဲတိုင်ရှိ3နိုင်ပြန်ထိုးသွားမယ်အောက်မှာထိုးခဲ့တယ်လို့မျိုးလည်းအတူတူပါပဲနော်ဘယ်လိုပြောမလဲဒီတိုင်ရှိ3နိုင်3နိုင်စီလေးကိုပွားပွားသွားတယ်နော်ဒီမျိုးလေးနံပါတ်3နံပါတ်2အဆင့်မှာじゃတစ်ခုနံပါတ်2အဆင့်မှာじゃ2ခုနံပါတ်3အဆင့်နော်အခုနံပါတ်3အဆင့်မှာじゃတော့လေ3ခုဖို့မီ2ခါထိုးမယ်ပြီးရင်ဒီကြားထဲမှာတိုင်ရှိ3နိုင်ထိုးမယ်လွယ်လွယ်လေးပါပဲเนาะဒီအောက်ခံလေးကနော်ပြီးရင်ဖို့မီ2ခါဖို့မီ2ခါထိုးပြီးတော့ဒီမှာဒီနဘေးမှာဖို့မီနဲ့ဒီတိုင်ရှိ3နိုင်ထိုးထားတဲ့ကြားထဲမှာတခါတိုင်ရှိ3နိုင်လာထိုးနော်ပြီးရင်ဖို့မီ2ခါဖို့မီ2ခါထိုးပြီးဒီတိုင်ရှိ3နိုင်ထိုးထားတဲ့ကြားထဲမှာပဲအပေါက်ထဲမှာပဲတခါတိုင်ရှိ1တိုင်လာထိုးဒီမှာဒါဆိုရင်ဒီမှာနံပါတ်3အဆင့်မှာ3ခုရမယ်နော်โอเคနံပါတ်4အဆင့်ထိထိုးပြပေးပါအောင်မယ်เนาะဒီလိုမျိုးလေးပွားသွားရုံပဲဆိုတော့လွယ်လွယ်လေးပါပဲဒီပုံစံတိုင်းလေးပဲထိုးသွားမယ်เนาะနဘေးမှာစမယ်ဆိုရင်ဖို့မီ9ချက်နဲ့စမယ်နဲ့3 4
ဖုံးမီ9ချက်ထိုးပြီးပြီဆိုရင်ပြန်လှည့်မယ်ပြီးရင်ဒီမှာဖုံးမီ2ချက်ချထားတဲ့ကြားလေးမှာတိုင်ရှိ3နိုင်ထိုးนี่3ပြီးရင်ဖုံးမီ2ခါထိုးပြီးဒီမှာဖုံးမီ2ချက်ချထားတဲ့နေရာမှာတစ်ခါပြန်ထိုးတိုင်ရှိ3နိုင်2တိုင်ပြီးရင်ဒီပေါက်ထဲမှာပဲနောက်ထပ်1တိုင်3တိုင်เนาะပြီးရင်ဖုံးမီ2ခါပြီးရင်ဒီကြားထဲမှာတိုင်ရှိ3နိုင်ပြန်လာထိုးနော်ပြီးရင်ဖုံးမီ2ခါဒီမှာနောက်ဆုံးတစ်ခါကိုကြတော့တိုင်ရှိနဲ့ဒီဖုံးမီရဲ့အကြားထဲမှာတစ်ခါ3နိုင်ပြန်ထိုးနော်ပြီးရင်ဖုံးမီ2ခါပြီးရင်ဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်းပြန်ထိုးโอเคဒီမှာဒါဆိုရင်ဒီမှာနံပါတ်4အဆင့်ပြီးပြီเนาะနံပါတ်5အဆင့်ကြတော့လေဒီလိုမျိုးလေးပဲထိုးသွားရုံပဲเนาะလိုမျိုး1 2 3 4 5တစ်ခုဒီပွားသွားမယ်เนาะနောက်အဆင့်မှာကြတော့ဒါမျိုးလေး1 2 3 4 5ခုရှိရမယ်เนาะဒီနံပါတ်4အဆင့်မှာကြတော့1 2 3 4ခုဆိုရင်နောက်အဆင့်မှာ5ခုနောက်အဆင့်မှာ6ခုနောက်အဆင့်မှာ9ခုဒီလိုမျိုးလေးပွားတော့ရုံပဲเนาะဒါမျိုးလေး18တန်းရအောင်ထိုးလာမယ်เนาะဒီမှာဒီအောက်ခံလေးကိုမင်း18တန်းဒီထိုးလာလိုက်တယ်เนาะဒီလိုမျိုး18တန်းဒီရပြီဆိုရင်ချီစိမ်းအောင်လေးနဲ့အနားလေးတွေကိုတတ်မယ်เนาะချီစိမ်းအောင်လေးနဲ့ဒီအစွန်လေးမှာဖုံးမီတစ်ချက်ထိုးပြီးရင်တိုင်တိုလေးတစ်တိုင်ထိုးလိုက်မယ်เนาะတိုင်တိုလေးတစ်တိုင်ထိုးပြီးဖုံးမီ4ခါထိုးမယ်เนาะဖုံးမီ4ခါထိုးပြီးဒီကြားထဲမှာတိုင်တိုနဲ့ချိတ်เนาะပြီးရင်ဖုံးမီ4ပြီးရင်ဒီကြားလေးထဲမှာတိုင်တိုလေးနဲ့ချိတ်ဖုံးမီ4ပြီးရင်ဒီကြားထဲမှာတိုင်တိုနဲ့ချိတ်เนาะဒီမျိုးဖုံးမီ4ချက်နဲ့ချိတ်သွားရုံပါပဲเนาะဂျားလေးတွေထဲမှာတိုင်တိုလေးနဲ့ချိတ်သွားရုံပဲเนาะဒီကြားထဲမှာတစ်ခါချိတ်ဖုံးမီ4ပြီးရင်တိုင်တိုနဲ့ချိတ်โอเคဒါမျိုးလေးဆုံးထိရအောင်ထိုးမယ်เนาะဒီရအောင်ထိုးမယ်เนาะဖုံးမီ4ချက်စီနဲ့ဒီအစုံထိရအောင်ချိတ်လာလိုက်တယ်เนาะပြီးရင်နောက်ထပ်ဒီဘက်ကိုပြန်လာမယ်เนาะဒီဘက်ကိုပြန်လာမယ်ဆိုတော့ဖုံးမီ4ခါနဲ့ပဲပြန်လာမယ်เนาะဖုံးမီ4ခါနဲ့ပြန်လာပြီးတော့ဒီအစုံလေးမှာဒီမှာเนาะဒီတတန်းပေါ့เนาะဒီညာလေးမှာတိုင်တိုနဲ့ချိတ်လိုက်မယ်เนาะဒီကလို့ဒီနေရာလေးမှာမချိတ်ရှင်လို့တိုင်မှာချိတ်လိုက်လေရတယ်เนาะဒီလိုမျိုးလေးဒါမျိုးလေးချိတ်လိုက်လေရတယ်เนาะပြီးရင်ဖုံးမီလေးပြီးရင်နောက်ထပ်ဒီကွင်းလေးထဲမှာချိတ်လိုက်မယ်เนาะပြီးရင်ဖုံးမီလေးเนาะပြီးရင်ဒီမှာဒီကွင်းလေးထဲမှာချိတ်လိုက်ဖုံးမီလေးပြီးရင်ဒီကွင်းထဲမှာချိတ်မယ်เนาะဒီနေရာမှာလည်းဒီလိုပုံစံတိုင်းလေးပဲထိုးသွားမယ်เนาะဒီနေရာလေးကိုရောက်ရင်ပြန်ကြည့်မယ်เนาะမထိုးလာတာဒီနေရာလေးကိုရောက်ပြီเนาะဒီနေရာလေးကိုရောက်ပြီဆိုရင်ဒီဘက်ကိုပြန်ပတ်မယ်เนาะဒီဘက်ကိုလည်းဒီမှာထိုးခဲ့တဲ့အတိုင်းလေးပဲပြန်ပြီးတော့ပတ်သွားမယ်เนาะဖုံးမီ4ခါနဲ့ပတ်ပြီးတော့ချိတ်သွားမယ်เนาะတိုင်တိုလေးနဲ့4ခါပြီးရင်ဒီမှာချိတ်ဖုံးမီ4ပြီးရင်နောက်တစ်ကွင်းမှာချိတ်ဖုံးမီ4
ပြီးရင်နောက်တစ်ကွင်းမှာချိတ်โอเคဒီလိုမျိုးလေးပဲဒီဘက်ချမ်းလေးမှာလည်းဒီနေရာလေးထိရအောင်ထိုးလာမယ်နော်ဒီမှာနော်မမေရှိစိမ်းအောင်လေးနဲ့ဒီလိုမျိုးလေးပတ်ပြီးတော့ချိတ်လာလိုက်တယ်နော်ချိတ်လာလိုက်လို့ဒီမှာတောင်းလေးကိုရောက်ပြီဆိုရင်နောက်တစ်ဆင့်ကိုတက်မယ်နော်နောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဒီဘက်ကကွင်းလေးထဲမှာနော်တခါတည်းတိုင်တိုလေးနဲ့လမ်းပြီးတော့ဖိုးလိုက်မယ်နော်ဒါမျိုးလေးရပြီဆိုရင်ဖုံမီနှစ်ခါနော်ဖုံမီနှစ်ခါထိုးပြီးတော့ဒီအပေါက်ထဲမှာမယ်နော်တိုင်ရှိလေးတစ်တိုင်ထိုးလိုက်မယ်နော်တိုင်ရှိတစ်တိုင်ပြီးရင်ဖုံမီနှစ်ခါနော်ဖုံမီနှစ်ခါထိုးပြီးဒီပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှိတစ်တိုင်နော်တိုင်ရှိတစ်တိုင်ထိုးပြီးဖုံမီနှစ်ခါပြီးရင်ဒီပေါက်ထဲမှာပဲတိုင်တိုးတစ်တိုင်နော်သဘောကတော့တိုင်တိုးတစ်တိုင်ဖုံမီနှစ်ခါတိုင်ရှိတစ်တိုင်ဖုံမီနှစ်ခါတိုင်ရှိတစ်တိုင်ဖုံမီနှစ်ခါပြီးရင်တိုင်တိုးဒီလိုမျိုးလေးပေါ့နော်ပြီးရင်နောက်တစ်ခုကိုထိုးပြမယ်နော်သဘောမပေါက်မှာဆိုလို့နောက်တစ်ကွင်းကိုလည်းတစ်ခါတည်းတိုင်တိုးလေးနဲ့ထိုးလိုက်မယ်နော်တိုင်တိုးလေးနဲ့ကူလိုက်မယ်ပေါ့နော်ပြီးရင်ဖုံမီနှစ်ခါထိုးပြီးတော့ဒီပေါက်ထဲမှာပဲတိုင်ရှိတစ်တိုင်နော်တိုင်ရှိတစ်တိုင်ထိုးပြီးဖုံမီနှစ်ခါနော်ဖုံမီနှစ်ခါထိုးပြီးဒီပေါက်ထဲမှာပဲတိုင်ရှိတစ်တိုင်နော်တိုင်ရှိတစ်တိုင်ထိုးပြီးဖုံမီနှစ်ခါထိုးပြီးဒီပေါက်ထဲမှာပဲတိုင်တိုးတစ်တိုင်ပြန်လာမယ်ဒါဆိုရင်တိုင်မျိုးလေးရမယ်နော်ပြီးရင်နောက်တစ်ကွင်းကိုလည်းတိုင်တိုးလေးနဲ့ကူးမယ်နော်တိုင်တိုးလေးနဲ့ကူးပြီးဖုံမီနှစ်ခါထိုးပြီးတော့တိုင်ရှိတစ်တိုင်ထိုးပြီးဖုံမီနှစ်ခါပြီးရင်ဒီကွင်းထဲမှာပဲတိုင်ရှိတစ်တိုင်ဖုံမီနှစ်ပြီးရင်ဒီကွင်းထဲမှာပဲတိုင်တိုးလေးနဲ့ပြန်လာရှိမယ်နော်ဒါမျိုးလေးဒီလိုပုံစံမျိုးလေးပဲထိုးသွားမယ်နော်ရှိသမျှကွင်းတွေအကုန်လုံးထိုးသွားမယ်နော်ဒီညာလေးထိရအောင်ထိုးလာလိုက်မယ်နော်ဒီမှာထိုးလာလိုက်တာဒီတောင်းလေးကိုရောက်ပြီနော်ဒီတောင်းလေးကိုရောက်ပြီဆိုရင်ဒီနေရာမှာဖုံမီလေးတစ်ချက်ထိုးလိုက်မယ်နော်ဖုံမီလေးတစ်ချက်ထိုးပြီးဒီဘက်ကိုလှည့်လိုက်မယ်နော်ဒီဘက်ကိုလှည့်ပြီးတော့ချက်ကော်လေးနဲ့ချွေသွားမယ်နော်ပြီးရင်ဒီမှာတိုင်ရှိထိုးထားတယ်နော်ဒီတိုင်ရှိရဲ့အထိပ်လေးမှာနော်ဒါမျိုးလေးချက်ကော်လေးနဲ့နှစ်ခါရွှေ့လိုက်မယ်နော်နှစ်ခါရွှေ့ပြီးဒီနေရာမှာဖုံမီ80ထိုးသွားမယ်နော်2 3 4 5 6 9 10နော်ဒီလိုမျိုးလေးဖုံမီအခါ80ရအောင်ထိုးလာမယ်နော်ဖုံမီစုစုပေါင်းအခါ80ထိုးလာပြီးဆိုရင်ဒီမှာဒုတိယမြောက်ဖုံမီလေးကနေစမယ်နော်ဒုတိယမြောက်ဖုံမီလေးကနေချက်ကော်လေးနဲ့တစ်ခါထိုးလိုက်မယ်နော်ပြီးရင်တိုင်တိုတစ်ခါပြီးရင်တိုင်လက်တစ်ခါပြန်လာမယ်တိုင်လက်တစ်ခါထိုးပြီးတိုင်ရှိတစ်ပေါက်မှာတစ်တိုင်နဲ့နှစ်တိုင်ပြန်လာမယ်နော်တိုင်ရှိနှစ်တိုင်ပြန်လာပြီးတိုင်လက်တစ်တိုင်နော်တိုင်လက်တစ်တိုင်ပြန်လာပြီးတိုင်တိုလေးတစ်တိုင်ထိုးလိုက်မယ်နော်တိုင်တိုလေးတစ်တိုင်ထိုးပြီးနောက်ဆုံးမဟုတ်ဘူးဒီမှာနဘေးကလေးရဲ့ဖုံမီရဲ့ပေါက်ထဲမှာချက်ကော်လေးနဲ့ရှည်လိုက်မယ်ဒါဆိုရင်ဒီမှာဘယ်လိုပြောမလဲတိရွက်လေးထိုးတာတရှမ်းပေါ့နော်တရှမ်းပြီးဆိုရင်ဖုံမီလေးတစ်ခါထိုးလိုက်မယ်ဖုံမီလေးတစ်ခါထိုးပြီးတော့ဒီဘက်လေးကိုလှည့်လိုက်မယ်နော်ဒီဘက်လေးကိုလှည့်ပြီးဒီမှာချက်ကော်ထိုးထားတဲ့ပေါက်ထဲမှာပြန်ပြီးတော့ချက်ကော်လေးနဲ့ရှည်လိုက်မယ်နော်ဒီဘက်ကိုပြန်လှည့်သွားမယ်နော်ချက်ကော်ထိုးထားတဲ့နေရာမှာချက်ကော်တိုင်တိုထိုးထားတဲ့နေရာမှာတိုင်တိုနော်ဘ
ပြီးရင်တိုင်လက်ထိုးထားတဲ့နေရာမှာတိုင်လက်နော်တိုင်ရှိတစ်ပေါက်မှာတစ်တိုင်းထိုးထားတဲ့နေရာမှာဆိုရင်လည်းညနေရှင်းတိုင်းကြာနေအောင်တစ်ပေါက်မှာတစ်တိုင်းစီနဲ့ထိုးသွားမယ်ပြီးရင်တိုင်လက်ထိုးထားတဲ့နေရာမှာတိုင်လက်တိုင်တိုးထိုးထားတဲ့နေရာမှာတိုင်တိုးပြီးရင်နောက်ဆုံးချက်ကောထိုးထားတဲ့နေရာမှာချက်ကောโอเคเนาะပြီးရင်ဖုတ်မိလေးတစ်ချက်ထိုးပြီးတော့ခြေစားလေးကိုဖြတ်လိုက်မယ်နော်โอเคဒီခြေစားလေးကိုကြတော့ဒီတိရွက်လေးတွေထဲမှာပဲတီတီတက်တက်လေးတင်လိုက်မယ်နော်ဒီမှာတိရွက်လေးကိုမမင်းအစလေးတွေတင်ပြီးပြီနော်အစလေးတွေတင်ပြီးပြီဆိုရင်နောက်ထပ်ဒီထောင်းလေးမှာလည်းတစ်ခါလာပြီးတော့ခြေစားလေးကိုချိတ်မယ်နော်ချိတ်ပြီးတော့စောနာလိုပဲကျိုးလေးထိုးမယ်နော်ဒီတိုင်ရှိထိုးထားတဲ့အထိတ်တက်လေးမှာခြေစားလေးကိုချိတ်လိုက်မယ်နော်ချိတ်ပြီးတော့စောနာလိုပဲအဖို့မီ80ထိုးသွားမယ်နော်ဒီမျိုးလေးဖို့မီ80ထိုးပြီးဒီမှာတိရွက်လေးပြန်ထိုးမယ်နော်ဒီဟာလေးကိုတော့မမင်ထိုးမပြတော့ဘူးနော်ဒီတိုင်းလေးပဲထိုးသွားမယ်နော်โอเคဒီမှာမမင်ခေါင်းဘက်ကျိုးလေးတွေထည့်ပြီးပြီနော်ခေါင်းဘက်ကျိုးလေးတွေထည့်ပြီးပြီဆိုရင်ဒီနေရာမှာနှင်းစီပန်းလေးကိုလာပြီးတော့ထိုးပြပါမယ်နော်နှင်းစီပန်းလေးထိုးဖို့အတွက်ဒီမှာ1 2 2ခုရှိတယ်နော်2ခုရှိတယ်ဆိုရင်ဒီ2ခုရဲ့ဒီအလဲတက်လေးမှာထိုးမယ်နော်ဒီဘက်ကတိုင်တူထိုးထားတယ်နော်တိုင်တူထိုးထားတဲ့ဒီတချမ်းလေးကိုယူလိုက်မယ်နော်ပြီးရင်ဟိုဘက်ကတိုင်တူထိုးထားတဲ့တချမ်းလေးကိုကလော်လိုက်မယ်ဒီမျိုးလေးနော်မျိုးလေးကလော်လိုက်မယ်ပြီးရင်ခြေသားလေးကိုနည်းနည်းရှီလေးခြံထားမယ်ရှီလေးခြံထားပြီးတော့ဒီနေရာမှာဖုံမီ12ခါထိုးမယ်နော်ခြေသားလေးကိုလိုက်ချိတ်မယ်ပြီးရင်1 2 3 4 5 6 9 10 နော်ဖို့မီ17ခါထိုးပြီးပြီဆိုရင်ဒီဒုတိယမြောက်ဖို့မီကနေတိုင်ရှိ2တိုင်းထိုးလိုက်မယ်နော်တတိုင်းပြီးရင်ဒီပေါက်ထဲမှာပဲနောက်ထပ်တတိုင်းနော်ဒါမျိုးလေးထိုးလိုက်မယ်ပြီးရင်နဘေးကလေးရဲ့ပေါက်မှာတိုင်ရှိတစ်ပေါက်ထဲမှာ3တိုင်းဒီနှစ်တော့ပြီးရင်နောက်တစ်ပေါက်မှာ3တိုင်းဒီနှစ်တော့နော်ဒီလိုမျိုးလေးဖုန်မီတစ်ပေါက်မှာတိုင်ရှိ3တိုင်းကြီးနဲ့အဆုံးထိရအောင်ထိုးလာမယ်နော်ဒီနှစ်တော့ပြီးရင်နောက်တစ်ပေါက်မှာ3တိုင်းဒီနှစ်တော့โอเคတမျိုးလေးကြံတဲ့ပေါက်လေးတွေမှာလည်း3နိုင်ကြီးထိုးသွားမယ်နော်ဒီမှာမင်းတိုင်ရှိတစ်ပေါက်မှာ3နိုင်စီနဲ့ထိုးလာလိုက်တယ်နော်3နိုင်စီနဲ့ထိုးလာပြီဆိုရင်နောက်ဆုံးမှာဖုန်မီလေး2ခါထိုးမယ်ဖုန်မီလေး2ခါထိုးပြီးဒီစီစချိတ်လာတဲ့ဒီတိုင်တိုလေးမှာပဲနော်တိုင်တိုလေးမှာပဲချက်ကော်လေးနဲ့ချိတ်လိုက်မယ်နော်ချက်ကော်လေးနဲ့ချိတ်ပြီးရီသားလေးကိုနည်းနည်းရှီလေးဖြတ်လိုက်မယ်နော်ဒါမျိုးလေးဖြတ်ပြီးရီသားလေးကိုဆွဲထုတ်လိုက်မယ်ပြီးရင်ဒီနေရာမှာဒါလေးကိုချုပ်ဝက်လေးနဲ့ပန်းမွင်လေးကိုလိမ့်မယ်နော်ပန်းမွင်လေးကိုဒီမှာပထမဆုံးဒီနေရာလေးကနေစပြီးတော့လိမ့်ပါမယ်နော်ဒါမျိုးလေး
ဒါမျိုးလေးလေးလိုက်မယ်လှလှလေးလေးပြီးပို့တော့လို့မယ်နော်ဒါမျိုးလေးလိမ့်မယ်ပြီးရင်ဒီမှာဒီအလဲလေးတွေမှာတည်တည်ချာချာပြုတ်မထွက်အောင်ချုပ်လိုက်မယ်နော်နော်ဒါမျိုးလေးချုပ်လိုက်မယ်ပြီးရင်ဒီနောက်ကအစာလေးနဲ့နှစ်စကိုရှီလိုက်မယ်နော်နှစ်ချက်လောက်ရှီလိုက်မယ်โอเคဒါဆိုရင်ဒီမှာနှင်းစီပန်းလေးရပြီနော်နှင်းစီပန်းလေးတစ်ခုရပြီဆိုရင်ဒါလေးကိုဒီစလေးနှစ်ခုကိုနှင်းစီပန်းလေးထဲမှာပဲပြန်ပြီးတော့တင်လိုက်မယ်နော်ဒါမျိုးလေးဒါဆိုရင်ဒီမှာနှင်းစီပန်းလေးတစ်ခုရပါပြီเนาะနှင်းစီပန်းလေးတစ်ခုရပြီနောက်တစ်ပွင့်ကိုထိုးမယ်ဆိုရင်လေဒီမှာဒီမှာတိရွက်ကလေးပေါ့နော်ဒီတိရွက်လေးပဲပေါ်ထားပါတော့เนาะဒီတိရွက်ကလေးနှစ်ခုရဲ့ဒီမှာတိုင်တိုးဒီဘက်တစ်ချမ်းရဲ့ပြီးရင်ဟိုဘက်ကတိုင်တိုးတစ်ချမ်းလေးရဲ့ကိုစောနာလူမျိုးလေးပဲကလော်လိုက်မယ်เนาะစီစားလေးကိုနည်းနည်းရှည်ရှည်လေးရှမ်းထားမယ်ပြီးရင်စီစားလေးကိုနည်းနည်းချိတ်လိုက်မယ်ပေါ့နော်ချိတ်ပြီးဖုံးပြီးဆက်တက်ခါထိုးမယ်ဖုံးပြီးဆက်တက်ခါထိုးပြီးဒီဒုတိယမြောက်ပေါက်ကပဲသောနာကပွင့်မှာထိုးခဲ့တယ်လို့မျိုးပဲဒုတိယမြောက်ပေါက်ကပဲပြန်စမယ်တိုင်ရှိနှစ်တိုင်ထိုးလိုက်မယ်နော်ဒီဆက်ဆိုင်ချင်းမှာဘာလို့တိုင်ရှိနှစ်တိုင်ထိုးလဲဆိုရင်ဒီနဘေးကပုံမီတစ်ချက်ချန်ခဲ့တာကိုတစ်တိုင်လို့သဘောထားလိုက်ပါမယ်နော်ပြီးရင်ကျန်တဲ့ဟာတွေကြတော့တစ်ပေါက်မှာ3တိုင်စီနဲ့ပဲထိုးလာမယ်နော်စောနာထိုးသလိုမျိုးပဲပြန်ပြီးတော့ထိုးလာမယ်နော်โอเคတိုင်ရှိလေးတွေ3နိုင်ပြီဒီဖုန်မီလေးတွေမှာထိုးလာပြီเนาะဒီမှာလည်းတိုင်ရှိလေးတွေတစ်ပေါက်မှာ3နိုင်နဲ့ထိုးလာတယ်เนาะနောက်ဆုံးရောက်ပြီဆိုရင်ဖုန်မီလေးနှစ်ခါထိုးမယ်ဖုန်မီလေးနှစ်ခါထိုးပြီးဒီမှာဆက်စာချင်းရှိရှိလာတဲ့ဒီအောက်ကတိုင်တိုလေးနှစ်ချမ်းမှာပေါ့เนาะလာပြီးတော့ချက်ကော်လေးနဲ့ခြေလိုက်မယ်ဒါမျိုးလေးเนาะဒါမျိုးလေးရပြီဆိုရင်ဒါလေးကိုရှီစားလေးကိုဖြတ်လိုက်မယ်စီသားလေးကိုဖြတ်ပြီးတော့ချုပ်ဝက်လေးထည့်လိုက်မယ်နော်ချုပ်ဝက်လေးထည့်ပြီးပန်းမွင်လေးကိုစောနာလိုမျိုးပဲလိပ်ပါမယ်နော်ပန်းမွင်လေးကိုဒါမျိုးလေးလိပ်ပြီးဆိုရင်ချုပ်လိုက်မယ်ပြီးရင်ဒီနောက်ကအစာလေးနဲ့ရှီလိုက်မယ်နော်ဒါမျိုးလေးရှီပြီးပြီဆိုရင်ဒါလေးကိုဒီစားလေးနှစ်စားကိုစောနာတင်ပြတဲ့လူမျိုးလေးပဲပွင့်လေးထဲမှာပြန်ပြီးတော့တင်လိုက်မယ်နော်โอเคဒါဆိုရင်ဒီမှာမင်းထိုးပြလာတာ2ပွင့်ရှိပြီเนาะကျန်တဲ့ပွင့်လေးတွေကိုတော့ဒီတိုင်းလေးပဲထိုးသွားရုံပဲဆိုတော့နောက်ထပ်ပွင့်လေးတွေကိုထိုးမပြတော့ဘူးเนาะပြီးရင်နောက်တစ်ပွင့်ကိုထိုးမယ်ဆိုရင်ဒီမှာဒီနှစ်ခုရဲ့ဒီအလဲတက်တယ်လေးမှာထိုးမယ်နောက်တစ်ပွင့်ကိုထိုးမယ်ဆိုရင်ဒီနှစ်ခုရဲ့လဲတက်တယ်လေးမှာထိုးမယ်ဒီလိုတိုင်းလေးပဲဒီထောင်းထီရအောင်ထိုးလာမယ်เนาะစုစုပေါင်းဒီနှင်းစီပွင့်လေးတွေ6ပွင့်ရှိရပါမယ်เนาะမှာပန်းမွင်လေးတွေကိုမမင်းအစုံးထိတက်လာလိုက်တယ်เนาะပြီးတော့မမင်းဒီမှာတိရွက်လေးတွေပါထိုးပြီးတော့ဒီလိုမျိုးလေးကတ်လိုက်တယ်เนาะပန်းမွင်လေးနှစ်ဘေးမှာတိရွက်လေးတွေကိုဒီလိုမျိုးလေးကတ်ထားပါတယ်เนาะဒီတိရွက်လေးကိုထိုးပြပါမယ်เนาะတိရွက်လေးထိုးမယ်ဆိုရင်ဖွင့်ပြီး9ခါထိုးမယ်เนาะဒီ2
3 4 5 6 9ဒီလိုမျိုးဖုန်မီ9ခါထိုးပြီးဒုတိယမြောက်ဖုန်မီကနေစထိုးမယ်နော်ဒုတိယမြောက်ဖုန်မီကနေတိုင်တိုလေးတစ်တိုင်ထိုးမယ်နော်ပြီးရင်နဘေးကလေးအပေါက်မှာတိုင်လက်တစ်တိုင်ထိုးမယ်နော်ပြီးရင်နဘေးကလေးအပေါက်မှာတိုင်ရှိတစ်ပေါက်မှာတစ်တိုင်နဲ့တိုင်ရှိနှစ်တိုင်ထိုးမယ်ပြီးရင်နောက်တစ်ပေါက်မှာလည်းတစ်တိုင်ဒီလိုမျိုးတိုင်ရှိနှစ်တိုင်ထိုးပြီးပြီဆိုရင်တိုင်လက်တစ်တိုင်ပြန်လာမယ်နော်ပြီးရင်နောက်ဆုံးပေါက်မှာတိုင်တိုလေးပြန်လာထိုးလိုက်မယ်နော်ဒါဆိုရင်တိရွက်လေးထိုးပြီးပြီနော်ဒါလေးကိုအကြည့်လေးနဲ့ညှစ်လိုက်မယ်နော်ခြေစားလေးကိုလောလောလေးပါပဲနော်ပြီးရင်ဒီစားလေးနှစ်စားကိုနောက်မှာပူပြီးတော့ခြိလိုက်မယ်နော်ဒါကော်လေးနဲ့ကတ်မယ်ဆိုတော့တီတီတက်တက်မသိမ့်နေရပါတယ်နော်ဒီလိုမျိုးလေးခြိလိုက်ရုံနဲ့ရမှာရယ်နော်ပြီးရင်ခြိသားလေးကိုတူတူလေးညှစ်လိုက်မယ်โอเคဒီလိုမျိုးတိရွက်လေး18ခုထိုးရပါမယ်နော်တပွင့်မှာ2ခုစီကတ်မယ်ဆိုတော့ဒါမျိုးလေး18ခုထိုးလာပါမယ်နော်ပြီးရင်ဒါလေးကိုဒီအပွင့်လေးတွေအောက်မှာကော်လေးနဲ့ကတ်လိုက်မယ်နော်ဆရာလေးကနေကော်လေးနဲ့ထူလိုက်ပါမယ်ပြီးရင်ဒီမှာဒီအပွင့်လေးရဲ့အောက်မှာဝင်ပြီးတော့ဒီမျိုးလေးလုပ်လိုက်မယ်ပြီးရင်ဒီအောက်ဘက်ချမ်းလေးကိုပါကော်လေးနဲ့ကတ်လိုက်မယ်နော်မင်းကော်တူတာနည်းနည်းများသွားတယ်ဒီနေရာမှာကော်သုံးတဲ့အခါမှာနည်းနည်းသတိထားဖို့တော့လုပ်မယ်နော်ပြီးရင်နောက်တစ်ရွက်ကိုလည်းကော်လေးကတ်လိုက်မယ်ပြီးရင်ဒီမှာဒီအပွင့်လေးအောက်မှာတစ်မျိုးလေးကတ်လိုက်မယ်နော်โอเคဒီမှာခေါင်းပတ်လေးဒါဆိုရင်တော့ခေါင်းပတ်လေးပြီးပါပြီเนาะဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်เนาะ